တို့မရှင်လုံးအောင်ဒီရွာပဲတွေ့ကြသေးတာပေါ့ကွာ တို့ရွာလူတွေကညနေနေဝင်ပြီဆိုတော့အိမ်ထဲကအိမ်တယောက်မှမထွက်ကြတော့ ဘာလို့မထွက်ကြ ဘူးရွာမှာကြွယ်ရဲရှိနေလို့ ဗျာငါနှစ်တောင်ကြော်နေပြီဗျာဒီသင်ရမကိစ္စကိုချိန်ဒီမဖြစ်ချင်းနိုင် တောက်တော့ရွာမှာအမတန်မှအားကိုးရတဲ့မြမအတော်ဆုံးဆိုင်းဆရာကြီးတယောက်ရှိနေတာပဲကျုပ်တို့ကတရေမနဲ့ရှင်းပြခိုင်းလိုက်မယ်ဆိုလို့ရှိရင်ဒီကိစ္စခါရင်းနဲ့ပြီးသွားပြီဟော တိုင်းတက်တာလူနဲ့ပဲချတတ်တာလေသဲမငါဘလို့ချတတ်မှာလဲကွာ တရေမထွက်ပြေးဖို့ကျုပ်တို့မြောက်တောင်းထားတာ အားကိုကြည့်စရာရှင်တို့နှစ်ယောက်နဲ့ကျွန်တော်ကဒီလုံးတွဲကြည့်မယ်ရှင်တို့နဲ့တွဲလာတာပြင်းသွားပြီဆိုရင်တော့တခြားလူကိုပြောင်းတွဲမယ် ဘာလို့တွဲကြမလို့ပါဘူးဒီမှာညီကိုနှစ်ယောက်ရှိနေတာပဲလဲတွဲလို့ရနေတာပဲ ဟာမင်းတွဲပါဘူး အဲ့ဒီခောက်ဆွဲချောက်กินနေကောင်ဘယ်နဲ့ဘလို့ရောက်တတ်တနေတာတတ်မှန်တော့ တို့သွားစရာရှိရသွားတေးစရာရှိရသေးဟုတ်ပါဘူးမြင်ပြန်လာကြ အိုင်ရလေဒီ village မှာနေတာအရင်က long stay ဖြစ်နေပြီဆိုတော့ဒီတရေမ history ကိုကောင်းကောင်းသိတယ် မင်းတို့တော့ကိုဒါဒီနေ့တိုင်းစတယ်တိုင်းရဲ့အခြေခံဖြစ်တယ်ကြီးထိုင်အောင်စတယ်ဘာကြီးထိုင်ဟမ်းလဲဆရာကြီးဆရာရှင်းပါတဲမတော့တွေ့နေပြီမင်းတို့ရင်ဝင်ပါလားငါတို့ရင်ဝင်ရပါလား မင်းဝင်ရတော့ဝင်မှာတော့ကို6ကုန်မယ် ဒီရွာမှာလေ6တဲ့တရေဆိုတာကဲမရှိဘူး ဟောငါသိပြီ6တဲ့ဟာသူပဲရှိတာ မလို့ငါစိတ်တူလို့တိုးလိုက်ပြီစိတ်တူအဲ့တော့တောက်ခေါ်စားမလို့လားတော်တဲ့တိုင်တောက်ခေါ်လို့မရတော့ဘူးကွာဟာတောက်ကဘယ်လိုတောက်လဲကွာဟေးဟေး အဲ့ဦးလီဝေါ်ဆိုရလူကြီးကလေသူ့ရဲ့အတွင်းရနေတော့လူတက်လို့ရ ဒီလေမင်းလည်းငါနှစ်ယောက်တည်းကမင်းမရှိရင်မရှိမှာမင်းတေရင်တေမှာအေးမှာ ဟဲ့ငါဘာဖြစ်လို့သိရမှာလဲတရားမှာမင်း ငါတင်လာဝတ်နေမှာမပါဘူး တော့ဘာလို့လာကောမလေးဟာ ငါတို့ကိုကောင်းပါလေလို့အထင်ကြီးရငါတို့ best wifi တိုင်းတော့ပါရ အားလုံးရ ဘာလဲရော ငါတို့မကြောက်လား ကြောက် မကြောက်ဘူးလေရော တော်လေးကဘောဖီးယားဥပုံးလေးမှာရမဖြစ်မိလို့ မင်းတွေကရွဲဟုတ်ပဲဒီတန်းမှာပဲ ကြည့်ရတာနေမကောင်းတဲ့လူတွေမျက်နှာရတော်တော်ဖြူနေโอเคပါစားပါ ဘာဖြစ်လို့သူများကြီးလည်းဝင်လာလဲကွာသူတို့ဒီညမှာသိရဲ့သိရဲ့ အဲ့ဒီနေထူးနိုင်ရုံနဲ့ဘဲတရေကြောက်တက်တယ် တရားဖမ်းတယ်အဲ့လိုဖမ်းလို့မရဘူးမြစ်တာတရားဖះတရားကငါနဲ့ဘလူးဖမ်းတာဒီကောင်မြစ်တာတရားခေါင်းပန်း